တော့ level 7ตัวนี้ what the fuck ကျွန်တော်တို့အခုအီရန်မှာမရောက်ခင်သမင်းလာစားတာသမင်းစားနေတဲ့နေရာလေးကိုရှူလာlevel 7 စီကိုချီတက်နေပါပြီကဲခုတော့ကျွန်တော် level 1ရေတန်ဆောက်ကြားနေရပါပြီဟာခု level 3ကိုရောက်လာပြီကျွန်တော်7ထိတခါလေးဆက်တက်မလို့ပေါ့နော်ချိန်မရှိတော့မြင်မြန်တက်တော့မြင်မြန်မောနေပါပြီဟိုးအားရတကယ်လားဒီကောင်ကနေရlevel 4ရောက်ပါပြီ level 4လေးကဒီလိုလေးပါနော်ဒါ level 4ပါကျွန်တော်7ထိဆက်သွားပါမယ်ချိန်များတော့လို့ level 7က3နာရီခွဲပိတ်မယ်ပြောတယ်ကျွန်တော်3နာရီလောက်ရောက်သွားမှာပဲမိနစ်30ချိန်လို့ရမှာပဲနော်အဲ့တော့7ကိုရောက်သွားနေတာဒီမှာပဲတစ်ဆင့်ချင်းကျွန်တော်တို့ပြန်ပြီးတော့အောက်ဆင်းပြီးတော့ပြန်ပြီးချီးမယ်ဗောနော်ကိုတော့ level 7ကိုဆက်သွားတယ် level တွေမြင့်လာလေတက်ရတဲ့အတက်လမ်းတွေကနည်းနည်းပုံမက်လာလေပဲဗောနော်ခဏနိုင်သေးတယ်ခဏနာတာဒါအခုမှကျွန်တော် level 5ရောက်လာပါတော့ level 5မှာပဲဟိုတော်လေးကူးလို့ကောင်းနေကူးလို့ကောင်းမဲ့နေသားချီးလို့ကောင်းမဲ့နေသားနည်းနည်းလေးညားနေတယ်ဆိုတော့ကျွန်တော်တခါလဲ7 set တက်မှာဖြစ်ပါတယ်ဟိုမှာ7ရောက်ပြီနော်7ရောက်တော့မယ်ကျွန်တော်တို့တက်လာတာ38မိနစ်ရှိပါပြီ 2.3 ကီလိုတဲ့ဒါရအောင်တော်တင်းတာနိုင်ပါခဏอีกဆက်လာပါတယ်ဟိုကနန်းတော့ကနန်းကမလို့တော့ကိုယ့်ကိုပြစ်ပြီးတာမရောက်ရောက်ပြစ်တယ်Okay, finally we got it. Level 7
insane 啊！我家。上面卖的吧，你呀，你俩。နိုင်ဘူးကဲကျွန်တော်တို့နိုင်ဝက်လောက်တော့ချေးလို့ရပါတယ် level 7မှာlevel 7လေးဆင်းလာတယ်ကျွန်တော်အခု level 7မှာ level 7မှာချီးပြီးသွားပြီဆိုတော့ဒီလည်းနည်းနည်းများလာတယ်အောင်းတော့ level 7ကိုဆက်ပြီးတော့ချီးမှာဖြစ်တယ်အော်ဆက်ဆင်းမှာတော့မယ်ကျွန်တော် level 7ကိုပြန်ဆင်းလာတာ level 7ကတော့ဒီလိုလေးစားရနေမှာပဲဒါပေမဲ့ရေသွင်းကြည့်ပါဦးကျွန်တော်တို့လည်းလည်းဖြစ်တယ်level 3မှာပဲကျွန်တော်ရေပြလာကူးတာဖြစ်ပါတယ်အပေါ်မှာ၄နိုင်ခွဲချုပ်ပိတ်ပြီဆိုတော့ကျွန်တော်တို့ကူးလို့မရဘူးပေါ့အဲ့တော့ဒီ level 3ကိုပဲပြန်လာပြီးလာကူးတာဖြစ်ပါတယ်ကွာဟေးခြေစီတောက်မယ်ဗျာဟာဟေးAmazing, mate. Yeah, good to have you TV. Level 1 2ပြန်ဆင်းလာပါတော့ Level 1 2ဆင်းလို့ဒီပါတင်းမှာပြီးသားမယ်စိတ်မပိုင်တော့ကျွန်တော်ပြန်ဖို့လုပ်တော့မယ်နော်အဲ့တော့ဒီနံပါတ်3ရတဲ့မထားလိုက်ဒါကကျွန်တော်တော့6ဒီလမ်းနဲ့ဟိုဖက်ကိုညာဖက်ကိုဆက်သွားရင်ဒါ level 4 5 6ပါညာရောက်သွားဒီဖက်ကိုလာရင်သူက level 3ကိုရောက် level 3တော့မဖြစ်မနေဝင်တက်မယ် Okay ဒီလိုက်ပါဦးမှာဗျာဒီကျွန်တော် level 1 2ရောက်တဲ့အချိန်အရန်ကြီးနောက်ကျနေတော့သူတို့လေးခွဲပိတ်ရဆိုတော့ကျွန်တော်တို့ကဒီလိုမရပဲဝတ်စားပါညာလဲပြီးတော့အခုပါကင်းစီပြန်တောက်ယူတယ်အဲ့မှာဝတ်လေးပါလေဟိုနေရာလေးတွေပါရှိတယ် level 1မှာပေါ့နော်မုတ်ကင်း area တွေရှိတယ်အဲ့ဒီကို easy တက်လို့ရပါဒီမှာဟိုဖက်နည်းနည်းလေးဒီကမ်းမတ်တာလို့ပါရှိတယ်ကျွန်တော်ရဝိုင်းသွားတဲ့အတွေ့အကြုံတော့ဒီလောက်ပါပဲအားလုံး
နောက်ဗီဒီယိုမှာပြန်တွေ့ရမယ်